လိုစီးတာလည်းမသိဘူးစီးနေတယ်ဘလို့လဲ ဟုတ်စားလေဟန်းနေ စက်ကဟန်းနေလို့ စေဟန်းနေတယ် ဟုတ်ကဲ့ လာပြရဲ ဘာလဲမဆက်ဟန်းနေရလေးကြတော့လေကျွန်တော်ဒီ window မှာ virus ကြိုက်တာကြောင့်လည်းဖြစ်နိုင်တယ်ဗျ တင်မယ်ဆိုတော့တည့်ရရပြ keyboard ကလေဟုတ်စားလည်းမရအဲ့လည်းမရ ဟိုင်း keyboard ကအဲ့လည်းမရ အိတ်မရ keyboard နဲ့အိတ်မရ ဟိုကအိမ်မရဒီပြ ဘာလဲ keyboard ဒီလိုမျိုးအိတ်လေးတွေကိုပြောနေတာလား မဟုတ်က keyboard ကအိမ်မရအဲ့ အိတ်မရဘူး keyboard ကအိတ်ရလို့လား ဟဲ့ဝိစားမပကတော့ keyboard ပြအိမ်မရဒီအဲ့ အိတ်မရတာကျွန်တော်နားမလဲလို့လေဘာပြောရလဲမသိဘူးဘာအိတ်မရတာလဲ မဟုတ်က keyboard မှာဒီဓမ္မတစားဒါမရဒီ အိတ်မရလို့ဟုတ်ကဲ့ခင်ဗျ အဲ့လည်းမရ keyboard လဲမှာပဲအဆင်ပြေမယ်ဗျ keyboard လည်းမရမလား ဟုတ်ကဲ့ခင်ဗျဟုတ် keyboard လည်းမဆိုကြည့်ပြပလား ဟိုင်း keyboard လည်းမဆိုကြည့်ပြပလား ကြီးဘက်ကလေးဟိုကြီးပြနဲ့လှုပ်ထားတာမဟုတ်ကျွန်တော်ကော်နဲ့လှုပ်ထားတာဗျ မဟုတ်ပါလားဒါဆိုပြောကြမှာ keyboard လည်းမဆိုကြည့်ပြပလားဒီမြဲ ကြီးပြဘယ်လောက်လဲဟိုကြီးပြနဲ့လှုပ်ထားတာကော်နဲ့လှုပ်ထားတာ ဟဲ့ကတော့ဝိစားမလည်းမဆို keyboard လည်းမဆိုကြည့်ပြပလားကြမယ်ဒီကြည့်ပြဘယ်လောက်ကြမယ် ပတ်စံဘယ်လောက်ကြာမလဲပြရတာဟုတ်ကဲ့ခင်ဗျခံမှန်းကြရတော့ကျွန်တော်9000 6000လောက်တော့ကြာမယ်ဗျ ငါသားချတာလား ဟုတ်ကဲ့ခင်ဗျ ဟဲ့မြတ်စမနည်းနည်းဆော်ပြော အခုချိန်မှာဈေးလေးတွေတက်နေတော့အတွက်ကြောင့်မှာ9000 6000ကကျွန်တော်ခံမှန်းပြောပြီး တမစီဖိုးကြီးမဝဲနေကြပဲစီဖိုးကြီးမဝဲနေကြပဲစီဖိုးရဲ့တီးရဲ့ သိရင် တီးရဲ့တမဝဲနေကြလုံနေကြပဲနည်းနည်းဆော်ပြောနည်းနည်းဆော်ပေး စီဖိုးရဲ့သေး စီဖိုးကြီးမဝဲနေကြဒီစီဖိုးရဲ့တီးရဲ့နည်းနည်းဆော်ပြောနည်းနည်းငယ်တော့ဆော်ပေး နည်းငယ် နည်းနည်းငယ်ဆော်ပေးလေမြောက်စားငါသားချတာပါဆင်မပြေမြောက် နည်းငယ်ဆိုတော့ဘာပြောရလဲ ဈေးနည်းနည်းဆော်ပေးဒီဈေး ဈေးနည်းနည်းဆိုကြပါကျွန်တော်စီဖိုးရဲ့ပစ္စည်းမှဈေးနှုန်းမှန်လေးပါဟုတ်ကဲ့အခုချိန်မှာဈေးလေးတွေတက်နေတာကြောင့်မို့ပါ ဒါဆိုကိပဲလည်းပဲဆိုအမခက်စီလားအမခက်စီလားကိပဲလည်းပဲဆိုအမခက်စီလား keyboard ကအောက်မှာခံတာမဟုတ်ရဲ့ကျွန်တော်ဒီထဲမှာပဲပြန်တက်ပြီးသုံးပေးတာပါဗျ ဝေးဆိုပဲပြောရဆိုရမောဆိုပဲကိပဲလည်းပဲဆိုအမခက်စီရလားအမခက် keyboard ကိုအောက်မှာခံတာတော့မရှိဘူး ဟေး ဟုတ် မဟုတ်ဒီကိပဲလည်းပဲဆိုအမခက်စီရလားအမခက် ဟော keyboard အတွက်ကိုအာမခံကိုပြန် အမခက်ပြရလား ဟောကျွန်တော်တို့အာမခံ6လပါပါတယ်ဗျဟုတ် အမခက်ချလာပါ ဟုတ်ကဲ့အာမခံ6လပါပါတယ်ဗျ ပြေမဆိုဖခလာယူရမယ်ဖခရကိပဲပြေမဆိုဖခရမယ် ဘာကိုပြောရလဲဖခါဘာကိုပြောရလဲ ကိပဲပြေမဆိုဖခရမယ်ဒီမေဖခရမိုးလေးမြန်နေရလား ဟော keyboard လဲပြီးရင်ကျွန်တော်တို့မိုးညှို့ပို့ပေးရမှာ ဝေဆိုပကတော့ကိပဲလည်းမဆိုဖခရမယ်မိုးလေးရမလားမနေဖြန်ရနိုင်လား မဖြန်မရနိုင်ပါဘူးခင်ဗျကျွန်တော်တို့တရက်နေ့လောက်ဆောင်ပေးရမှာဗျ ဒါလီတာဆိုလဲထားရည်မယ်